ရေးပြီးဆောင်းမွေးအတွက်မနေ့ကပြောတဲ့အဆက်ပေါ့နော်ကျွန်တော်ရေးပြီးဆောင်းမွေးဖြီးနေဆိုလို့ရှိရင်ဒီဇူရောင်းပြောဒီအဆုဖာကြီးဆိုတဲ့ဒီထက်ကနေပြီးတော့ကျွန်တော်ကလေးလာလို့ပြောပါနော်အဲ့ဒါလေးကျွန်တော်တစ်ချက်နှိပ်ကြည့်လိုက်မယ်ဟုတ်ပြီမြေခွင်းပုံစံတော့ဒီမှာသူပြထားတဲ့အတိုင်းနော်မွန်ချမ်းရောင်းရှိမယ်စားခြင်းရောင်းရှိမယ်ဒီ electric ရောင်းရှိမယ်ဒီတန်ချောင်းဖြူကြီးရှိမယ်တုံရောင်းဆန်းရှိမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒီမှာဒီမွန်ချမ်းရောင်းအပေါ်မှာဒီ910 3ပုတ်ရဲ့ဒီ69ပုတ်ရဲ့ပေါ့နော်ဟုတ်ပြီအဲ့ဒီပြောရရင်ဒီ600ချောပေါ့နော်ဒီ610တွေကနေမှသူကမွန်ချမ်းရောင်းဘယ်နှုတ်ပါလဲဆိုတော့20ပုတ်ပါတယ်နော်ဒီတွေက20ပုတ်ပါတယ်ဒီဟောစားခြင်းရောင်းဒီမိခွင်းပုံစံကတော့ဒီသူပုတ်တရားတွေကနေပေါ့နော်ဒီမိခွင်းပုတ်တရားကြည့်မြင်ဆိုလို့ရှိရင်ဒီတွေကနေပြီးတော့ကျွန်တော်တို့က6ပုတ်ပါမယ်ဟုတ်ပြီနောက်တစ်ခု electric ရောင်းကဒီကြီးတဲ့85ပုတ်ပေါ့နော်ဒီ85ပုတ်တွေကနေကျွန်တော်တို့ကဘယ်နှပုတ်ပါတော့ဆိုတော့ဒီ9ပုတ်ပါမယ်သူကနော်ဒီဆောင်းပွဲမှာဟုတ်ပြီနောက်တစ်ခုဒီအန်းချောင်းဖြူကြီးဒီလမ်းညွှန်ဆိုင်ပုတ်ဒီရတယ်ပတ်သက်တဲ့ဟာကိုကျွန်တော်တို့ကဒီအပုတ်တရားကြည့်မယ်ဆိုလို့ရှိရင်ဒီထက်ကနေကျွန်တော်တို့က9ပုတ်ပါမယ်ဟုတ်ပြီနောက်တစ်ခုကျတော့ဒီအောက်မှာ3ရောင်ဆန်းရှိတယ်3ရောင်ဆန်းကကျတော့ကျွန်တော်တို့ကဒီ35ပုတ်ကြည့်လို့ရှိရင်သူကတစ်ပုတ်ပါမယ်နော်စုစုပေါင်းသူအပုတ်40ပေါ့နော်ကျွန်တော်တို့ဖြည့်ရမယ်ဟာအပုတ်40ဖြည့်ရမယ်မိနစ်ကလည်း40မိနစ်40ရမယ်ပေါ့နော်ဟုတ်ကျွန်တော်တို့ဤကျုံးပူထုံးဒီအော်တိုအတွက်ဒီဖြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီအပုတ်40ဒီထဲကနေပေါ့နော်သူအမှတ်100တွေကနေပြီးတော့အမှတ်60ရလို့ရှိရင်သူကအောင်ပြီနော်ဒီကျုံးပူထုံးကျွန်တော်တို့ဒီဟာတွေကိုကျွန်တော်တို့ဒီမေးခွန်းပုံစံတွေအကုန်လုံးကျွန်တော်တို့လေးလာပြီးသွားပြီခုတစ်ခေါက်နှစ်ခေါက်သုံးခေါက်အဲ့လိုကြည့်ပြီးသွားပြီဆိုရင်ဒီတော်တမှတ်မိသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီနောက်မှာရှိတဲ့ဒီမူရီကိုစားဒီ40မေးခွန်းအစုံ40စောင်းမွေးပုံစံတိုင်းသူကအချိန်လဲမိနစ်40ပေးထားတယ်ဒီအပုတ်ကလည်းဒီစောင်းမွေးမေးခွန်းပုံစံတိုင်းဖြည့်ရမယ်ပေါ့နော်ဖြည့်ဒီထဲကနေဖြည့်ကြည့်လို့ရတယ်ဒီကျွန်တော်ဖြည့်မယ်ဆိုလို့ရှိရင်ဒီမိခွန်း40စီစပြီးဖြည့်မယ်ဆိုပြီးကျွန်တော်နှိပ်လို့ရတယ်နှိပ်ကြည့်လိုက်ပါဟုတ်ပြီဒီလိုလာမှာဒီလိုစောင်းဝဲပုံစံနဲ့မိနစ်အပေါ်မှာလည်းဒီမှာမိနစ်40မှတ်ပေးထားတယ်အဲဒီမှာသူအမှတ်ကလည်းဒီအပုံမှာဘယ်နှမှတ်ပေးတယ်နော်တချို့အမှတ်တွေပေးတာမတူဘူး2မှတ်ပေးတာရှိ4မှတ်5မှတ်လို့ပေးတာရှိမတူဘူးပေါ့နော်အဲလိုမျိုးသူအမှတ်ပေးတဲ့အမှတ်ဒီမှာအမှတ်လေးကုန်ပါမယ်ပေါ့နော်အဲ့လိုမျိုးဆောင်းဝဲဖြည့်ကြည့်မယ်ပေါ့ဟုတ်ပြီအဲဒီကကျွန်တော်တို့ဟုတ်ပြီကျွန်တော်ဟုတ်ပြီခုနကမိုးကြီးကိုစားကျကျွန်တော်တို့ဖြည့်ကြည့်ထားတဲ့အဲဒီဟိုဟာတွေကိုကျွန်တော်တို့ကအပေမှာတွားကြည့်လို့ရတယ်ဆိုတော့ပြန်ပြီးတော့ကိုဘေးပုတ်တွေမှာတော့ဘလို့ဘာသာပြန်လိုက်လို့ဘလို့ရွေးလိုက်လို့မှားတော့ပေါ့နော်အဲ့ဒါလေးကိုဒီဘူးစုဖာကြီးဆိုတဲ့အထဲမှာသွားပြီးတော့ကျွန်တော်ကအမှားကိုပြန်လေးလာသုံးသပ်လို့ရတဲ့ဟာလေးရှိရပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကနှိပ်ပြီးတော့ကျွန်တော်ကြည့်မယ်ပေါ့နော်ခုနကျွန်တော်ဟောပြခဲ့တဲ့ဟာဒီမှာမူယူကိုစာအိုဒါနိုထုဆိုတာအမှားမစုပေါ့နော်ဒီအမှားမစုခြုံ42ဝဲဖြေထားရအောင်နော်ကျွန်တော်ဖြေထားတယ်မိခွန်းအစုံ40ရှိတယ်42ဝဲဖြေထားတယ်ဒါပေမဲ့အပေါ်ဆုံးကကျတော့ခုနဒီဘူရာပြောဆိုပြီးတော့ဟာကျတော့ခုနဖွင့်ပြီးတော့နော်ပြန်ပြီးဘတ်ဆုပ်လေးလို့တပုတ်မှမဖြေဘူးနော်အမှတ်ကလည်းဒီမှာတက်မှတ်မှမရဘူးဟုတ်ပြီအောက်ကကျကျွန်တော်အချိန်40ကိုကျွန်တော်ဒီမိခွန်းပုံစံနဲ့အကုန်လေးလာပြီးတော့ဖြည့်ကြည့်ထားတာပါနော်အချိန်40ကိုဒီအကုန်လုံးအချိန်40လုံးကျွန်တော်ကအောင်ပြီဆိုလို့ရှိရင်ကျွန်တော်အသေးချာကြီးတော့ဖြည့်လို့ရပြီ